မင်္ဂလာပါရှင်ဒီနေ့တော့လွယ်လွယ်ကူကူနဲ့အကုန်ကြတက်တာမဲ့ဟင်းတစ်ခွက်ကိုချက်စားမှာဖြစ်ပါတယ်အိမ်မှာမချက်အားတဲ့အတွက်အလုပ်ထဲမှာပဲချက်မှာဆိုတော့ထုံးစံအတိုင်းပဲအလုပ်ထဲမှာရှိရဲ့ချမောင်မရချမောင်ရွက်တွေကိုလိုက်စိတ်ပါမယ်ပြီးရင်တော့ဈေးပြဝယ်လာတဲ့ပဲပြလေးနဲ့ချက်မှာဖြစ်ပါတယ်မနေ့စောစောထပြီးတော့လည်းခြံထဲကငှက်သီးစိမ်းတွေကိုခုခဲ့ပါသေးတယ်ချင်းငတ်ဆက်လေးချက်မှာဆိုတော့ငှက်သီးစိမ်းဝယ်စရာမလိုတော့ပါဘူးရှင်တခါတည်းပဲခုခဲ့ပါတယ်အားလုံးစင်သင့်ဖြစ်ပြီဆိုလို့ရှိရင်တော့ပဲပြလေးကိုစကြော်ပါမယ်အရင်နဲ့ချက်မှာဖြစ်တဲ့အတွက်ပဲပြားအစိမ်းကိုထည့်မယ်ဆိုရင်ကြေပုံမှာဆိုလို့အမကပဲပြားလေးကိုအခွန်တင်းသွားရုံလေးနည်းနည်းလေးကြော်ပါမယ်အရန်ကျွတ်ကြီးမဟုတ်ပေါ့နော်အခွန်တင်းသွားရုံလေးဟိုဘက်ဒီဘက်လန်ပြီးတော့ကြော်ပြီးွားလို့ရှိရင်ပဲပြားလေးကိုခဏလေးဆက်ထားပါမယ်ပဲပြားဆက်ထားပြီးွားရင်ကြံခဲ့တဲ့စီကိုစနွှင်းမုံလေးထပ်ထည့်ပါမယ်ပြီးရင်တော့စက်သွန်နီလေးစီတက်ပါမယ်စက်သွန်နီစီတက်ပြီးလို့ရှိရင်တော့ချမောင်ရွက်လေးထည့်ပါမယ်ချမောင်ရွက်ထည့်ပြီးသွားရင်နည်းနည်းလေးမှွေပြီးတော့အဖုံးလေးခဏအုပ်ထားပါမယ်အရင်နဲ့ချက်မှာဖြစ်တဲ့အတွက်ချမောင်ရွက်အဖက်ဖက်တွေဆိုရင်မကြိုက်ပါဘူးရှင်အဲဒါကြောင့်မလို့အရင်ထည့်ပြီးရင်ချမောင်ရွက်ကိုနာနာလေးမွေပါမယ်မွေပြီးသွားလို့ရှိရင်စားလေးအချုံမုတ်လေးထည့်ပြီးွားရင်ပဲပြားကြော်ရဟာလေးကိုထည့်ပါမယ်ပြီးရင်တော့တခါတည်းပဲငရုတ်သီးစိမ်းထက်ချန်ခွဲထားလေးတွေထည့်လိုက်ပါမယ်ပြီးရင်တော့အဖုံးလေးခဏအုပ်ထားပြီးအရသာလေးမီးစမ်းပြီးလို့ရှိရင်တော့အရန်ကိုအရသာရှိပြီးတော့ထမင်းစားမိန်နဲ့ဟင်းလေးတစ်ခွက်ကိုရရှိပါပြီမိကုံကြကြတက်တာစွာနဲ့လူလေး9-6ယောက်လောက်စားလို့လောက်တဲ့ဟင်းလေးတစ်ခွက်ပါရှင်အရန်ကိုအရသာရှိပြီးစားလို့ကောင်းပါတယ်ထမင်းစားလည်းမိန်ပါတယ်ပစုံငပိတောင်းလေးနဲ့တွဲဖက်ပြီးစားမယ်ဆိုရင်အရန်ကိုစားလို့ကောင်းပါတယ်ရှင်ချက်စားကြည့်ကြပါဦးနော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်